ကိုဘဝမှာဘလောက်ပဲကြိုးစားဝင်ငွေတိုးမလာဘူးလို့ခံစားရလားအကျွေးကြီးကြေမလာဘူးလို့ခံစားရလားဒီနေ့ဒီဗီဒီယိုကိုနားထောင်နေတဲ့သူတိုင်းကတိတ်ကိုမှကံကောင်းတဲ့သူတွေဖြစ်သွားပါပြီဒီဗီဒီယိုဒီတန်းတန်းနေတက်တယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့ manifestation တွေနီးလန်းမျိုးစုံလုပ်တယ်ရရရာတွေအဒိတ်ထန်တွေလုပ်တယ်ဘာတွေပဲလုပ်ပါစေကိုယ့်ရဲ့ငွေကြေး energy ကလုံးဝမပြောင်းလဲသွားဘူးငွေကြေးနဲ့ပတ်သက်ပြီးတော့ရလဒ်တွေကလုံးဝမပြောင်းလဲသွားဘူးဆိုတဲ့သူတွေအတွက်ကျွန်တော်ရဲ့ကိုယ်ပိုင်အတွေ့အကြုံကနေပြီးတော့ဖန်တီးပေးထားတာဖြစ်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာကျွန်တော်တို့အားလုံးငွေကြေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဖြစ်ချင်တဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်ဖို့ပထမဦးဆုံးအနေနဲ့လှုပ်တင်လှုပ်ထိုက်တဲ့ identity healing meditation လေးကိုကျွန်တော်ကလုပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အများစုကတိစိတ်ကနေတော့ငွေကြေးနဲ့ပတ်သက်ရင်အလုပ်တွေလုပ်နေတာပဲစူးစမ်းနေတာပဲယုံကြည်နေတာပဲဒါပေမဲ့ကျွန်တော်တို့ရဲ့မတိစိတ်မှာငွေကြေးနဲ့ပတ်သက်ပြီးတော့အကြောက်တရားတွေများနေတယ်စိုးရိမ်မှုတွေရှိနေတယ်ကိုငွေနဲ့ပတ်သက်လာရင်မရှာနိုင်တဲ့သူတစ်ယောက်ဖြစ်တဲ့ဇင်းရဲတဲ့သူတစ်ယောက်ဖြစ်တဲ့ဆိုတဲ့ဒီလိုမျိုးအမြင်တွေရှိနေတဲ့၍ကျွန်တော်တို့အားလုံးဒီငွေဘလောက်ပဲရှာကျွန်တော်ရဲ့ဘဝမှာငွေကြေးနဲ့ပတ်သက်ပြီးတော့ရောက်နေတဲ့အစိုးတန်နေရာတွေကလွတ်မြောက်အောင်ရုံထွက်နိုင်မှာမဟုတ်ပါဘူး identity လို့ခေါ်တဲ့မတိစိတ်ရဲ့အလွာကနေတဆင့်ကိုမြင်တဲ့အမြင်ပြောင်းလဲမှကျွန်တော်တို့ရဲ့လက်တွေ့မှာငွေကြေးနဲ့ပတ်သက်တဲ့ဘဝဟာလည်းပြောင်းလဲသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အများစုကဘာကြောင့်မို့ကျွန်တော်တို့ရဲ့မတိစိတ်ထဲမှာဒီလိုမျိုးငွေကြေးနဲ့ပတ်သက်ပြီးငါဟာငွေမရှာနိုင်တဲ့သူဖြစ်တယ်ငါဟာငွေကိုအမြဲကြောက်နေရမယ်ငါဟာငွေကြေးနဲ့ပတ်သက်ရင်မချမ်းသာနိုင်ဘူးဆိုတဲ့ယုံကြည်မှုတွေရှိနေတာလဲဆိုတော့ကျွန်တော်တို့ရဲ့အတိတ်မှာကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေအတိတ်မှာကြားခဲ့ရတဲ့စကားသံတွေကြောင့်ကျွန်တော်တို့တွေဟာဒီလိုမြင်နေတာဖြစ်ပါတယ်ဒါကြောင့်မို့အမြင်ပြောင်းမှဘဝပြောင်းမှဖြစ်ပါတယ်ကျွန်တော်ကဒီနေ့မှာဒီဗီဒီယိုလေးနဲ့အတူကျွန်တော်နဲ့အတူတူ meditation လိုက်လုပ်တဲ့သူတွေရဲ့ငွေကြေးဘဝပြောင်းလဲဖို့အတွက် guided meditation လေးလုပ်ပေးသွားမှာဖြစ်ပါတယ်အားလုံးပဲအစဉ်သင့်ဖြစ်ပြီဆိုရင်တက်တောင့်တက်တာအနေချားလေးထိုင်မယ်မျက်လုံးလေးကိုမှိတ်လိုက်မယ်ရှူသွင်းရှူထုတ်လေးပုံမှန်လုပ်နေမယ်နာသီးဝနေရာကနေလေးကိုအားရပါရရှူသွင်းမယ်ပြီးတဲ့အခါနာသီးဝနေရာကနေလေးကိုဖြည်းဖြည်းချင်းစီရှူချုပ်မယ်နောက်တစ်ချိန်နာသီးဝနေရာကနေလေးကိုအားရပါရရှူသွင်းမယ်ပြီးတဲ့အခါနာသီးဝနေရာကနေလေးကိုဖြည်းဖြည်းချင်းစီရှူချုံမယ်နောက်တစ်ချိန်လောက်နာသီးဝနေရာကနေလေးကိုအားရပါရရှူသွင်းမယ်ပြီးတဲ့အခါနာသီးဝနေရာကနေလေးကိုဖြည်းဖြည်းချင်းစီရှူချုံမယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးဟာပေါ်ပါသွားတာအပန်းပြေသွားတာကိုခံစားကြည့်ပါမယ်အခုကိုယ့်ရဲ့ရှေ့မှာရွှေရောင်တကားကြီးတစ်ခုပေါ်လာတယ်ဒီတကားကြီးကိုဟာဖြည်းဖြည်းချင်းစီဖွင့်လိုက်တဲ့အချိန်ဒီတကားကြီးရဲ့နောက်မှာကိုယ့်ရဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့
ကိုယုံကြည်နေတဲ့ကိုရဲ့ယုံကြည်မှုကိုမြင်နေတဲ့အမြင်ရဲ့ပုံစံ version ဟာရှိနေတယ်ကိုငယ်စဉ်ကပတ်စံနဲ့ပတ်သက်ပြီးတော့ကြားခဲ့ရတဲ့စကားတွေပတ်စံအားရှားတာခက်တယ်ချမ်းသာတဲ့သူတွေကမကောင်းဘူးငါဟာငွေကြေးနဲ့ပတ်သက်ပြီးတော့မထိုက်တန်ဘူးဒီလိုစကားတန်နေဟာဒီရွှေရောင်တကားကြီးရဲ့နောက်ွယ်မှာရှိနေတယ်အဲ့လိုနဲ့ရှူသွင်းရှူချုပ်ပုံမှန်လုပ်နေရင်ရှူချုပ်လိုက်တဲ့ကိုယ့်ရဲ့လေတွေနဲ့အတူကို့မှာဒီလိုရှိနေပါတော့ယုံကြည်မှုအဟောင်းတွေကိုငွေနဲ့ပတ်သက်လာရင်ဒီလိုမြင်တဲ့အမြင်တွေအားလုံးကိုရှူချုပ်လိုက်တဲ့လေနဲ့တူအာရပါရရှူချုပ်ပလိုက်ပါလွတ်ချလိုက်ပါဒီနေရာမှာကျွန်တော်အမှန်တရားလေးတစ်ခုကိုပြောပြပေးချင်ပါတယ်ကျွန်တော်တို့အားလုံးဒီငွေကြေးနဲ့ပတ်သက်ရင်အတိတ်ကခံစားချက်တွေကြောင့်အတိတ်ကစိတ်တန်ရာတွေကြောင့်ကျွန်တော်တို့ငွေကြေးနဲ့ပတ်သက်လာရင်ငါဟာဒီလိုလူဖြစ်တယ်လို့ယုံကြည်တယ်ဒီလိုလူဖြစ်တယ်လို့ကိုမြင်တယ်ကျွန်တော်အမှန်တရားတစ်ခုပြောချင်ပါတယ်အတိတ်မှာဘာတွေပဲကြုံတွေ့ခဲ့အတိတ်မှာဘလို့လူတွေကကိုဒီလိုစကားတွေပြောခဲ့လူတယောက်အခြေအနေတစ်ခုကကျွန်တော်ရဲ့ဘဝမှာပြစ္ဆုတ်ပံတက်နဲ့အနာဂတ်မှာဘာတွေဖြစ်လာနိုင်လဲဆိုတာကိုမပြောနိုင်ပါဘူးငွေကြေးနဲ့ပတ်သက်လာရင်လူတွေအများစုဟာကံကိုပုံချကြတယ်ကံဆိုတာအတိတ်က10%မဲ့တက်ရောက်မှုရှိပြီးတော့ပြစ္ဆုတ်ပံတက်မှာကျွန်တော်တို့အားလုံးရဲ့ကံဒီ90%ရှိပါတယ်အဲ့တော့ကျွန်တော်တို့မိသားစုတစ်ခုမှာမွေးဖွားလာတာမိသားစုတစ်ခုမှာကြီးပြင်းလာတာဒီလိုအရာတွေအတိတ်မှာကြုံတွေ့ခဲ့ရတဲ့အခြေအနေတွေဒီကျွန်တော်တို့ရဲ့အတိတ်ကံကြောင့်ဖြစ်ပြီးတော့အခုပြစ္ဆုတ်ပံတက်မှာရှိနေပါတော့ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရဲ့ဘဝမှာကျွန်တော်တို့ယုံကြည်တဲ့အရာတွေကိုပြစ္ဆုတ်ပံတက်ကနေဖန်တီးသွားမယ်ဆိုရင်ကျွန်တော်တို့အားလုံးဒီကျွန်တော်တို့လိုချင်တဲ့ငွေကြေးဘဝကိုထိုက်တန်ပြီးသားသူတွေဖြစ်ပါတယ်အတိတ်ကံကြောင့်ကိုယ့်ရဲ့ဘဝကိုယုံကြည်ပြီးတော့ဒီလိုဖြစ်မယ်လို့မသတ်မှတ်လိုက်ပါနဲ့အတိတ်မှာဘလို့တွေပဲဖြစ်ခဲ့ပါစေဘယ်မိသားစုမှာပဲငွေဖွားပါစေမိမိဟာကြိုးစားရင်မိမိအိမ်မက်နေတဲ့ငွေကြေးဘဝတစ်ခုကိုရောက်အောင်သွားနိုင်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့အဟောင်းတွေကိုလွတ်ပြီးရင်ကိုဆက်ပြီးတော့ပြောရအောင်ရင်ဘတ်ပေါ်လက်လေးတင်လိုက်မယ်ငွေကြေးဟာလုံခြုံမှုရှိတယ်ငါဟာလိုတာရပေါ်ကျွယ်ဝဖို့ထိုက်တန်တယ်ငါဟာတန်ဖိုးရှိတယ်ငွေကငါစီကိုလုံခြုံစွာစီးဝင်လာတယ်ချမ်းသာခြင်းဟာငါအတွက်အန္တရာယ်မဖြစ်စေပါဘူးအဲ့ဒီလိုနဲ့ခဏလောက်ကိုယ့်ရဲ့စိတ်အာရုံထဲမှာငွေကြေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေနေတဲ့ကိုယ့်ရဲ့ပုံစံကိုပုံဖော်ကြည့်ပါ
Oh my god အခုကိုပုံဖော်ထားတဲ့ဘဝကိုရမှာယုံကြည်မှုအပြည့်နဲ့ကိုယ့်ရဲ့ပုံဖော်ထားတဲ့ကိုယ့်ရဲ့ပုံစံအခုချိန်မှာအလင်းတန်းတစ်ခုဖြစ်သွားပြီးတော့ဒီလင်းတန်းဟာကိုယ့်ရဲ့ခန္ဓာကိုယ်တွေကိုစီးဝင်သွားတယ်ဆဲတစ်ခုချင်းစီတိုင်းစီကိုစီးဝင်သွားတယ်အနာဂတ်ရဲ့ကိုယ့်ရဲ့ energy ကိုယ့်ရဲ့ money identity အသစ်ဟာကိုယ့်ရဲ့ရင်ညွန့်ရိုးတက်တဲ့မှာဝင်ရောက်လာတယ်ကိုပြောလိုက်ပါငွေကြေးနဲ့ပတ်သက်ပြီးတော့အစိုးတန်နေရာတွေကနေထွက်ပြီးတော့တာယာပျော်ရွှင်အောင်မြင်တဲ့တန်တရာတွေကောင်းမွန်တဲ့နေရာတွေကိုဝင်ရောက်ဖို့အတွက်ငါအစဉ်သင့်ဖြစ်နေပါပြီငွေကြေး identity အသစ်နဲ့ငါဘဝကိုစတင်ဖို့အစဉ်သင့်ဖြစ်ပါပြီလို့ကိုပြောလိုက်ပါရှူသွင်းရှူချုပ်လေးပုံမှန်လုပ်နေမယ်လက်ရှိကိုမှရှိနေတဲ့ energy ကိုခံစားမယ်ကိုပြောလိုက်ပါငါဟာငွေကြေးလွတ်မြောက်တဲ့မီလီယံနာတယောက်ပါပဲရှူသွင်းရှူချုပ်လေးပုံမှန်လုပ်မယ်အားရပါရပြုံးလိုက်မယ် smile ပြီးတဲ့အခါမျက်လုံးလေးဖြည်းဖြည်းချင်းစီပြန်ဖွင့်လို့ရပါပြီအခုဒီဗီဒီယိုလေးကို28ရက်တာတိညတိုင်းနားထောင်ခြင်းအပြင်ကျွန်တော်တို့ရဲ့ identity ကိုကျွန်တော်တို့ပြောင်းလဲလို့ရပါတယ်ကျွန်တော်တို့ရဲ့ identity ကိုပြောင်းလဲခြင်းဟာကျွန်တော်တို့ရဲ့ငွေကြေးနဲ့ပတ်သက်တဲ့ level တစ်ခုကိုမြင့်တင်လိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ရဲ့ soul family you community တို့အနေနဲ့ငွေကြေး identity ကိုပြောင်းလဲပါလို့ကျွန်တော်ကပြောချင်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် comment မှာရေးပေးခဲ့ပါဦးကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ပါဦးငွေကြေးနဲ့ပတ်သက်ပြီးတော့ဘဝတစ်စစ်ချိုးပြောင်းခြင်းနဲ့ကျွန်တော်ဖန်တီးထားတဲ့ program တွေကိုလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်ရှိမှာ money manifestation 21 day to be rich ဆိုတဲ့သင်တန်းလေးတွေရှိပါတယ်စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော် description မှာပေးထားတဲ့ link လေးကနေတဆင့်ဒါမှမဟုတ်ကျွန်တော်ရဲ့ Facebook Messenger ကနေတဆင့်ကျွန်တော်ရဲ့သင်တန်းတွေကိုအသေးစိတ်မြင်စုံစမ်းနိုင်ပါတယ်ကျွန်တော်တို့သင်တန်းတွေမှာပြန်တွေ့ကြမယ်ကျွန်တော်ကလူပေါင်းတောင်းချီရဲ့ဘဝကိုပြောင်းလဲပေးနေတဲ့ဇာရေးဆရာတဦးလည်းဖြစ်တယ်လို့ manifestation coach တဦးဖြစ်တဲ့ Bindas for you ဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်